အိမ်သာတရင်နိဗ္ဗာန်ကိုပါရောက်သွားနိုင်တဲ့ကမ္ဘာအမြင့်ဆုံးနေရာမှာတည်ရှိနေတဲ့အိမ်သာဒါကတော့အိမ်သာတရင်နဲ့နိဗ္ဗာန်ကိုတောင်ရောက်သွားနိုင်တဲ့စိုက်ဘေးရီးယားနိုင်ငံကအိမ်သာတစ်လုံးပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အိမ်သာကဂျောကဘာထက်မှာတိဆောက်ထားတာကြောင့်အိမ်သာတရင်ကြောက်ကြောက်နဲ့တက်သက်မြမှတ်သက်မြဖျားစာတွေကိုရေရွတ်နေရင်းနဲ့ပဲအချိန်တွေကုန်သွားရနိုင်လို့ပါ။ဒီအိမ်သာကိုပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေပေါင်း8500အမြင့်မှာရှိတဲ့တောင်ထိပ်တစ်ခုရဲ့ဂျောကဘာဇွန်တနေရာမှာတိဆောက်ထားတာဖြစ်ပါတယ်။ဒီအိမ်သာကစိုက်ဘေးရီးယားမိုးလေဝသဌာနကလူတွေအတွက်တိဆောက်ပေးထားတဲ့အိမ်သာပါ။စိုက်ဘေးရီးယားဒေသဟာရာသီဥတုမှာအတော်လေးဆိုးရွားလွန်းတာအားလုံးလည်းသိကြမှာပါ။ဒီတောင်ထိပ်မှာဆိုရင်ပတ်ဝန်းကျင်ရဲ့အပူချိန်ကအနှုတ်50ဒီဂရီဆဲစီယက်လောက်အထိရှိနေတာကများပါတယ်။ဒါကြောင့်အိမ်သာတရင်နဲ့တောင်အောက်ကနေပင့်တိုက်လာတဲ့လေအေးတွေရဲ့ဒဏ်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒီနေရာမှာတာဝန်ထမ်းဆောင်ကြတဲ့လူတွေကိုရိတ်ခါပို့တာအိမ်ကိုကြိုပို့လုပ်တာတွေအားလုံးကိုလည်းရဟတ်ယာဉ်တစ်မျိုးတည်းကိုပဲအသုံးပြုရပါတယ်။အခြားနည်းနဲ့သွားလို့မရပါဘူး။နွေရာသီကာလတွေမှာတော့အနီးနားရွာကဆက်ရထက်သန်မှုရှိတဲ့ရွာသားတချို့ဒီနေရာကိုလာရောက်လဲပတ်ကြပါတယ်။ဒါပေမဲ့ဒီနေရာနဲ့အနီးဆုံးကျေးရွာကမိုင်60အကွာအဝေးမှာရှိနေတာဆိုတော့တော်ရုံစိတ်သက်မျိုးနဲ့သာဆိုရင်ຫນွေဥပေါက်မှာအိမ်ကထွက်စောင်းဥပေါက်မှာအိမ်ပြင်ရောက်တဲ့အခြေအနေမျိုးအထိတောင်ဖြစ်သွားနိုင်ပါတယ်။